ကောင်းရဲ့ဘောမှာတော်လေးဥမှာအရေးကြီးတယ်၎င်းရဲ့ဖုန်းပြတ်သွားပါပြီဆိုတော့ဒီမှာပါတော်မှဆောဆောပါပါခင်ဗျာဒါတင်မပြီးသေးမနဲ့အခုဒီဘတ်မန်မှာဆိုရင်လည်း bro ကြည့်လိုက်အောင်စင်ပြေဘူးဆိုတော့ဖုန်းလဲမှရတော့မယ်ဒါပေမဲ့ပတ်စံလည်းလုံလောက်မရှိနေဘူးပေါ့နော်ဆိုတော့လုံးသေးတာဝယ်လောက်ရတော့မှာဆိုတော့တကယ်စိတ်မကောင်းဘူးပေါ့နော်ကဲဆိုတော့ brother တို့ဒါကတော့၎င်းရဲ့ mobile ချမ်းအကောက်ပဲဖြစ်ပါ යි brother တို့အနေနဲ့ပဲတေချာလေးကြည့်ပြီပေါ့နော်ပထမအဆုံး skin နေနေကတော့918ကောင်ရှိတယ် wallet တာကောက်ပေါ့လေ VJ skin နေနေကတော့6ကောင်ပါမယ်ဒါတင်မပြီးသေးမှနဲ့6အောင်ဆိုရင် all skin ဗျာ hero skin ယူမလား QF skin ယူမလားအကုန်ပါရပေါ့လေ skin တွေကတော့အရန်များတယ်ဗျာတလား diamond ဆိုရင်လည်းတသိန်းတော့ပါတယ်နော် diamond တသိန်းနော် diamond တသိန်းနော်ဆိုတော့လောကပတ်စံလည်းတိတ်မရှိဘူးဆိုတော့အဆင်ပြေလို့ပဲလောက်ရတော့မယ်ပေါ့နော်အခုလောကစီစားထားတာတော့ iPhone 17 Pro Max ကိုမှ 512 လေးဝယ်မလို့ပေါ့နော်ဆိုတော့ပေါ့ပါပဲအဲ့ဒါနေဗျာဆော့လို့အဆင်ပြေပါမလားပေါ့နော်လောကအတိကစိတ်ပူတာတော့ဗျာဒီ diamond တသိန်းနဲ့များ skin တွေပါဖောက်ရခါကြလို့ရှင်အဲ့ဒီဖုန်းကပါညာကြောင်အောင်မလားဆိုပြီးတော့လောကအတိကစိတ်ပူတာပေါ့နော်ဒါတင်ပြီးသေးပဲနဲ့ Legend Skin ဆို scale effect တွေများတယ်မလားအဲ့ဒီခါကြလို့ကျွန်တော်ဒီ iPhone 17 Pro Max ကနိုင်ပါမလားဆိုပြီးတော့မှစိတ်ပူတာပေါ့နော်ဆိုတော့အဲ့ဒါလီ bra တို့လာမေးတာပါခင်ဗျာအဆင်ပြေလို့ရှိရင်တော့ bro ချက်လောက်ဝင်ပြီးတော့မှဖြေရကြအောင်ဗျာပါညာ okay ကန်ရတာအဆင်ပြေတယ်ပါညာဆိုရင်တော့လောကတော့ဝယ်လိုက်တော့မယ်တာကြီးတို့